နှလုံးဖောက်ခြင်း heart attack နှလုံးဆိုတာခန္ဓာကိုယ်ရဲ့အင်ဂျင်ပါဝါလိုပါပဲသူတစ်ချက်လေးရပ်သွားရင်တော့ဘဝတစ်ခုလုံးရပ်တန့်သွားနိုင်ပါတယ်ဒါကြောင့်နှလုံးဖောက်တယ်ဆိုတာဘာလဲဘယ်လိုလက္ခဏာတွေပြလဲဘာလို့သင်လဲဆိုတာကိုအားလုံးသိထားဖို့လိုအပ်ပါတယ်နှလုံးရုတ်တရက်ရပ်တာ cardiac arrest နဲ့နှလုံးဖောက်တဲ့ heart attack နဲ့ကမတူပါဘူးဘယ်လိုတွေကွာခြားလဲဆိုတာကိုလည်းဒီဗီဒီယိုလေးမှာအသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်မကတော့ဩစတြေးလျနိုင်ငံမှာအလုပ်လုပ်ကိုင်နေတဲ့ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်ခန္ဓာကိုယ်မှာရှိတဲ့တခြားကြွက်သားတွေလိုပဲနှလုံးကြွက်သားဟာလည်းအသက်ရှင်ရပ်တည်ဖို့အတွက်သွေးလိုအပ်ပါတယ်အဲ့ဒီသွေးကို coronary arteries လို့ခေါ်တဲ့နှလုံးသွေးကြောမကြီးတွေကနေနှလုံးစီကိုတည်ပို့ပေးတာပါနှလုံးဖောက်တဲ့ heart attack ဆိုတာကတော့နှလုံးကြွက်သားတစ်နေရာကိုသွေးအလုံလောက်မရရှိတော့တဲ့အခါမှာဖြစ်ပေါ်လာတာပါအသေးစိတ်ပြောရရင်တော့သွေးကြောနံရံမှာအဆီအနှစ်တွေ plaque လိုမျိုးတွေစုပုံလာပြီးတော့အဲ့ဒီအစုပုံတွေကအက်ကွဲသွားတဲ့အခါမှာဖြစ်လာတာပါအဲ့ဒီပျက်စီးသွားတဲ့နေရာကိုသွေးဆဲလ်တွေနဲ့တခြားသွေးအစိတ်ပိုင်းတွေကစုပေါင်းပြီးတော့လာပြီးတော့ဖို့တယ်ပေါ့နော်အဲ့ဒီမှာသွေးခဲဖြစ်သွားတယ်အဲ့ဒီသွေးခဲကနှလုံးကြွက်သားစီကိုသွားတယ်သွေးစီးဆင်းမှုကိုရုတ်တရက်ပိတ်ဆို့လိုက်တာကြောင့်သွေးမရတဲ့နှလုံးကြွက်သားကသေဆုံးဖို့စတင်လာပါတော့တယ် heart attack တိုင်းကအရှိမပြောခဲ့တဲ့သွေးကြောပိတ်ဆို့တဲ့နှလုံးသွေးကြောရောဂါ coronary heart disease ကြောင့်ပဲဖြစ်တာမဟုတ်ပါဘူး coronary artery spasm လို့ခေါ်တဲ့နှလုံးသွေးကြောမကြီးဟာရုတ်တရက်ကျုံသွားပြီးတော့သွေးစီးဆင်းမှုကိုလျော့နေစေတာဒါမှမဟုတ်ရင်ရပ်တန့်သွားစေတာကြောင့်လည်း heart attack ဖြစ်နိုင်ပါတယ်နောက်တစ်ခုကနှလုံးသွေးကြောမကြီးရဲ့နံရံကွဲထွက်တာအဲ့ဒါမျိုးကို spontaneous coronary artery dissection လို့ခေါ်ပါတယ်အဲ့တော့သွေးကြောနံရံကကွဲထွက်သွားပြီးတော့သွေးတွေကနှလုံးကြွက်သားစီကိုမစီးဘဲနဲ့သွေးကြောနံရံအလွှာတွေကြားထဲစီးဝင်သွားတာမျိုးနဲ့လေ heart attack ဖြစ်နိုင်ပါတယ်အဖြစ်များတဲ့လက္ခဏာတွေကတော့ရင်ဘတ်အောင်တာဒါမှမဟုတ်ရင်မသက်မသာဖြစ်တာအဲ့ဒါကတခုခုဖိထားသလိုလိုတယောက်ယောက်ကညှစ်ထားသလိုလိုတင်းကျပ်နေသလိုလိုလေးလံနေသလိုလိုပူလောင်သလိုဒါမှမဟုတ်ရင်အထဲကခြေမွှထားသလိုခံစားရနိုင်ပါတယ်ရင်ဘတ်နာရုံနဲ့မဟုတ်ပဲတခြားနေရာတွေကိုပါပြန့်နှံ့ပြီးတော့နာကျင်တာအထူးသဖြင့်ပေါ့နော်လက်မောက်ပခုံးမေယိုလည်ပင်းနဲ့ကြောဘက်စတဲ့နေရာတွေမှာနာကျင်တာမျိုးမသက်မသာဖြစ်တာမျိုးတွေခံစားရတတ်ပါတယ်နောက်တစ်ခုကအသက်ရှူမဝဖြစ်တယ်ဒါမှမဟုတ်ရင်အမောဖောက်တယ်ခေါင်းမူးတယ်ဒါမှမဟုတ်မူးဝေတယ်ချွေးထွက်လွန်တာတွေဖြစ်တယ်ပြုတ်အန်တာတွေဖြစ်တယ်နေမကောင်းသလိုတွေဖြစ်လာတယ်ပြင်းထန်စွာမောပန်းနွမ်းနေတာမျိုးတွေဖြစ်တတ်ပါတယ်ရင်ဘတ်အောင့်တာကအမျိုးသားရောအမျိုးသမီးမှာပါအဖြစ်များဆုံးလက္ခဏာတော့ဖြစ်ပေမဲ့လူတော်တော်များများကရင်ဘတ်နာတာမဟုတ်ပဲတခြားမထင်ရှားတဲ့လက္ခဏာတွေနဲ့လည်း heart attack ရကြတယ်လို့ပြောကြပါတယ်အဲ့တော့ဒီလက္ခဏာတွေကဘယ်တစ်ခုကိုပဲခံစားနေရပါစေကိုယ့်ရဲ့ six sense ကသိတယ်ဒါပုံမှန်မဟုတ်နေဘူးလို့ထင်ရင်ဆရာဝန်နဲ့အမြန်ပြသဖို့အရေးကြီးပါတယ်လူတချို့မှားတတ်တဲ့အချက်တစ်ခုကတော့ heart attack နှလုံးဖောက်တဲ့ဟာနဲ့ cardiac arrest ရုတ်တရက်နှလုံးရပ်တာကိုရောထွေးတတ်ကြပါတယ်အဲ့ဒီနှစ်ခုကမတူပါဘူး heart attack ကကြတော့သွေးစီးဆင်းမှုပိတ်ဆို့ပြီးတော့နှလုံးကြွက်တာပျက်စီးရနေပြီးတော့ဖြစ်ပါတယ်နှလုံးရဲ့လျှက်စစ်စနစ်ချို့ယွင်းပြီးတော့နှလုံးခုန်ရပ်သွားတာမျိုးကြတော့ဒါ cardiac arrest ပေါ့နော် heart attack မှာကြတော့လူနာကသတိရှိနေပါတယ် cardiac arrest မှာတော့သတိမေ့မျောသွားမယ်အသက်ရှူရပ်သွားမယ်ဒါပေမဲ့ heart attack ကိုအချိန်မီကုသမှုမခံယူဆိုရင် cardiac arrest ကိုဥတည်သွားနိုင်တယ်
cardiac arrest ကချက်ချင်းပြန်မနှိုးရင်အုံနောက်ပျက်စီးပြီးတော့သေဆုံးသည့်အထိဖြစ်နိုင်တယ်အဲ့တော့နှစ်ခုလုံးတော့ချက်ချင်းအရေးပေါ်ကုသမှုလိုအပ်တာပဲဒါပေမဲ့ cardiac arrest ကတော့လုံးဝချက်ချင်းကိုအရေးပေါ်ကုသမှု CPR တွေလိုမယ်နောက်တစ်ခုက shock ရိုက်တာမျိုးတွေလိုမယ်ဒါမျိုးတွေလိုပါတယ်အရှိမပြောခဲ့သလို heart attack ကနှလုံးသွေးကြောယောဂကြောင့်အများဆုံးဖြစ်တတ်တယ်အဲ့တော့ယောဂဖြစ်နိုင်ခြေကိုမြင့်တင်ပြီးတဲ့ risk factors တွေအကြောင်းရင်းတွေရှိတယ်ဒါပေမဲ့အဲ့ဒီအကြောင်းရင်းကိုနှစ်မျိုးခွဲကြည့်ရအောင်ပြောင်းလဲလို့ရတဲ့အချက်တွေနဲ့ပြောင်းလဲလို့မရတဲ့အချက်တွေအဲ့တော့ပြောင်းလဲလို့ရတဲ့အချက်တွေပေါ်မှာတော့အဓိကထားပြီးတော့ view site ကြအောင်ပေါ့နော်အဲ့တော့သွေးတိုးတာကိုလက်စထရောမြင့်မာတယ်သွေးတွင်းတကြားတက်မြင့်မာတယ်စီးချိုယောဂကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအသောက်ပုံစံတွေကိုလက်လှုပ်ရှားမှုနည်းပါတာတွေအဝလွန်တာစိတ်လိပ်တောက်တာအရက်အလွန်ကျွံတောက်တာဒါတွေကကိုတွေကထိန်းချုပ်နိုင်တယ်ပြောင်းလဲနိုင်တယ်မိသားစုထဲမှာနှလုံးရောဂါဖြစ်ဖူးတယ်အထူးသဖြင့်ငယ်ငယ်ရွယ်နဲ့နှလုံးရောဂါဖြစ်ဖူးတယ်အသက်အရွယ်ကြီးလာတယ်အမျိုးသားဖြစ်တယ်နောက်တစ်ခုကသွေးဆုံးပြီးအမျိုးသမီးဖြစ်တာမျိုးတွေနောက်တစ်ခုကတချို့လူမျိုးတွေမှာပို့ပြီးတော့ယောဂဖြစ်နိုင်ခြေပို့ပြီးတော့များတယ်ပေါ့နော်ဒါတွေကတော့ဘယ်လိုမှ modify လုပ်လို့မရအောင် heart attack ဟုတ်လားမဟုတ်လားဘယ်လိုစမ်းသပ်စစ်ဆေးလို့ရမလဲဆိုတဲ့အခါကျတော့ဆေးရုံသွားပြရင်ဆရာဝန်ကနေပြီးတော့ယောဂရာဇဝင်ကိုမေးမြန်းလိုက်မယ်စမ်းသပ်စစ်ဆေးမှုတွေလုပ်လိုက်မယ်ပေါ့နော်အဲ့တော့စစ်ဆေးမှုတွေအနေနဲ့ဘာတွေလုပ်နိုင်လဲဆိုတဲ့အခါကျတော့သွေးစစ်လို့ရတယ်သွေးစစ်ရင် troponin လို့ခေါ်တဲ့နှလုံးဆဲတွေပျက်စီးတဲ့အခါမှာသွေးထဲကိုထွက်လာတဲ့ protein တစ်မျိုးကိုစစ်တယ်အဲ့ဒီ protein ပမာဏမြင့်မားနေ heart attack ဖြစ်နိုင်တယ်လို့တန်တရားရှိကြတယ်ပေါ့နော်နောက်တစ်ခုက ECG ဆွဲကြည့်လို့ရတယ်နောက်တစ်ခုကတော့ coronary angiogram လို့ခေါ်တဲ့နှလုံးသွေးကြောမကြီးတွေမှာပိတ်ဆို့မှုရှိမရှိကိုကြည့်ရှုတဲ့ဓာတ်မှန်ရိုက်နည်းတစ်ခုပေါ့နော်ပိတ်ဆို့မှုတွေ့ရဆိုရင်နှလုံးသွေးကြောကိုဖွင့်ထားဖို့အတွက် stent လို့ခေါ်တဲ့ပိုက်ကုငယ်သဘောမျိုးလေးပေါ့အဲ့ဒါမျိုးကိုတစ်ပြိုင်နဲ့ထည့်ပေးတာမျိုးလုပ်လို့ရပါတယ်နှလုံးဖောက်ပြီဆိုရင်နှလုံးစီကိုသွေးပြန်စီးဆင်းအောင်အရေးပေါ်ကုသမှုခံယူဖို့လိုအပ်ပါတယ်။မြန်ကုသလေနှလုံးကြွတာပျက်စီးမှုနည်းလေပါပဲ။အဓိကကုသနည်းအနေနဲ့ကတော့ percutaneous coronary intervention PCI လို့ခေါ်ကြပါတယ်။အဲ့ဒါကကြတော့ပေါင်လက်မောင်းဒါမှမဟုတ်ရင်လက်ကောက်ဝတ်ကသွေးကြောတွေကိုသေးငယ်တဲ့ဘူပေါင်းပါတဲ့ပြုံလေးပေါ့နော်ကက်တီတာကိုထည့်လိုက်တယ်။နှလုံးသွေးကြောကျင်းတဲ့နေရာရောက်ရင်ဘူပေါင်းလေးကိုဖောင်းလိုက်ပြီးတော့သွေးကြောကိုချဲ့ပေးတာပေါ့နော်ပြီးရင်အဲ့ stent လေးကိုထည့်ထားခဲ့ပြီးတော့သွေးကြောပွင့်နေအောင်ထိန်းထားပေးတယ်နောက်တစ်နည်းကတော့ခုနကပြောတဲ့ stent မလုံနိုင်တဲ့လူနာတွေအတွက်ဆိုရင်သွေးခဲပျော်စေပေါ့နော်အဲ့ဒါကိုဆေးရည်ထိုးသွင်းပြီးတော့သွေးကြောပိတ်ဆို့နေတဲ့သွေးခဲကိုပျော်ဝင်စေပါတယ်တတိယကတော့ coronary artery bypass graft surgery CABG လို့လည်းခေါ်ကြပါတယ်မြန်မာလိုဘာသာပြန်ရင်တော့နှလုံးသွေးကြောကိုလမ်းလွှဲခွဲစိတ်တယ်လို့ပြောမလားမသိဘူးရင်ဘတ်ခြေထောက်ဒါမှမဟုတ်ရင်လက်မောင်းကနေပြီးတော့ကျန်းမာတဲ့သွေးကြောတစ်ပိုင်းကိုယူပြီးတော့ပိတ်ဆို့နေတဲ့သွေးကြောရဲ့ဘေးကနေပြီးတော့လမ်းလွှဲတွေ့တန်းပေးပြီးတော့နှလုံးစီကိုသွေးစီးဆင်းမှုပြန်ကောင်းအောင်လုပ်ပေးတာပါဆေးရုံတက်နေစဉ်နဲ့ဆင်းပြေးတဲ့အခါမှာလည်းနှလုံးဖောက်တဲ့ဟာကိုကုသဖို့နဲ့ကျန်းမာနေစေဖို့အတွက်ဆရာဝန်ကဆေးမျိုးစားပေါင်းများစွာကိုညွှန်ကြားပေးပါလိမ့်မယ်ပထမတစ်ခုကသွေးခဲတာကိုတားဆီးတဲ့ဆေးတွေပေါ့နော် stent ထည့်ထားတဲ့လူတွေအတွက်ဆိုရင်ပိုတော့မှအရေးကြီးပါတယ်သုံးလေးရှိတဲ့ဟာတွေကတော့ aspirin တို့ clopidogrel တို့ဒါမျိုးတွေပေးလေးရှိပါတယ်ဒုတိယတစ်ခုကတော့သွေးပေါင်ချိန်ထိန်းညှိတဲ့ဆေးတွေပေါ့နော်အဲ့ဒါမျိုးကကြတော့သွေးလက်ပတ်မှုကိုကောင်းစေပြီးတော့နှလုံးကိုပိုမိုပြီးတော့သွေးရောက်ရှိဖို့အတွက်ပို့ပြီးတော့အထောက်အကူပြုပါတယ်ပေါ့နော်တ
တတိယတစ်ခုကတော့ cholesterol ထိန်းညှိတဲ့ဆေးတွေလည်းညွှန်နိုင်ပါတယ်။နောက်တစ်ခုကရင်ဘတ်အောင့်တဲ့အခါမှာကာကွယ်ကုသလို့ရတဲ့ဆေးမျိုးတွေကိုလည်းညွှန်နိုင်ပါတယ်။အဓိကကတော့ကိုယ်နေကောင်းတယ်လို့ခံစားရရင်တောင်မှဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကိုပုံမှန်တောက်ဖို့အရေးကြီးပါတယ်။ဆရာဝန်ရဲ့ညွှန်ကြားချက်မပါဘဲဆေးရက်တာဒါမှမဟုတ်ရင်ဆေးပမာဏပြောင်းတာမျိုးလုံးဝမလုပ်ပါနဲ့။ heart attack ဖြစ်ပြီးနောက်ပိုင်းမှာလည်းတက်ကြွပြီးတော့အသက်ရှည်ရှည်နေထိုင်နိုင်ပါတယ်။ဒါပေမဲ့လှုပ်ဆောင်တဲ့အရာတွေတော့ရှိပါတယ်။နောက်တစ်ချိန်မှာ heart attack ထပ်မဖြစ်စေဖို့အတွက်ကျန်းမာတဲ့အလေးချိန်တွေကအဓိကတော့ချက်ပါပဲ။နှလုံးကျန်းမာရေးနဲ့ညီတဲ့အစားအသောက်ပုံစံတွေ lifestyle တွေကိုပြောင်းလဲပါကိုယ်လက်လှုပ်ရှားမှုတွေပုံမလှုပ်ဆောင်မယ်ကျန်းမာတဲ့ကိုယ်လေးချိန်ကိုထိမ့်သိမ့်မယ်ဆေးလိပ်လုံးဝဖြတ်မယ်အရက်လျှော့တောင်းမယ် stress ကိုထိန်းချုပ်မယ် heart attack ဖြစ်ပြီးနောက်ပိုင်းမှာဝမ်းနေတာဒေါသထွက်တာစိတ်ရှုပ်ထွေးတာဒါမျိုးတွေခံစားရတာပုံမှန်ပါပဲဒီခံစားချက်တွေကရက်တစ်ပတ်အနည်းငယ်အတွင်းမပြောင်းဘဲပိုဆိုးလာတယ်ဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးအကူအညီရယူသင့်ပါတယ်ဆရာဝန်နဲ့ပုံမှန်ပြသဖို့ရယ်ညွှန်ကြားထားတဲ့ဆေးတွေကိုညွှန်ကြားထားတဲ့အတိုင်းဆက်တောက်ဖို့လည်းမမေ့ပါနဲ့နော်အခုပြောသွားတဲ့အချက်တွေကအားလုံးအတွက်အကျိုးရှိစေမယ်လို့ယုံကြည်ပါတယ်။ heart attack နဲ့ပတ်သက်ပြီးတော့တခြားသိချင်တာတွေမေးချင်တာတွေရှိရင်လည်း comment မှာရေးခဲ့ပါနော်။အားလုံးပဲကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးရင် The Audible Mind ကနေပြီးတော့နှုတ်ခွန်းဆက်သလိုက်ပါတယ်။နောက်ထပ်ကျန်းမာရေးဘူတုဒအစီအစဉ်တွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။ Bye